လွန်ခဲ့တဲ့15နှစ်တုန်းကကောင်လေးတစ်ယောက်ဟာသူ့ရဲ့ကစားဖော်ကိုမတော်တဆတက်မိသွားခဲ့ပါတယ်။သူဟာရုပ်လောင်းကိုကြောက်ဆောင်ချိုးချကအကြောင်းတစ်ခုထဲမှာဝတ်ထားခဲ့ပါတယ်။ဒါကိုလုပ်ပြီးတဲ့နောက်မှာတော့ဂျက်ဟာနောက်ကိုလှည့်မကြည့်ပဲလမ်းတစ်ဖက်ကအိမ်စီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစက္ကန့်မှာပဲသူဟာသူ့ရဲ့ digital လက်ပတ်နာရီပျောက်ဆုံးနေမှန်းသတိပြုမိသွားပါတယ်။သို့တော်လည်းသူဟာအဲ့ဒါကိုပြန်ရှာဖို့လုံးဝမဝင်ရဲခဲ့ပါဘူး။တယောက်ယောက်သာမြင်သွားရင်ဒုက္ခရောက်ကုန်တော့မှလေ။ရီမီရဲ့မိခင်ကသူမရဲ့သားကိုရှာမတွေ့တာကြောင့်သူတို့နှစ်ယောက်ဟာအမြဲတမ်းတူတူကစားနေရှိတာမို့ဂျက်ထန်လာရောက်မေးမြန်းခဲ့ပါတယ်။အမိဖမ်းမခံရစေဖို့အတွက်သူဟာတမင်တကာဆန့်ကျင်ဘက်ရက်ကိုညွှန်ပြခဲ့ပါတယ်။ဒါပေမဲ့နိုင်ပေါင်းများစွာလိုက်လံရှာဖွေခဲ့ကြပေမဲ့လည်းရီမီရဲ့မိသားစုဟာဘာမှရှာမတွေ့ခဲ့ပါဘူး။မကြာမီမှာပင်ရီမီပျောက်ဆုံးသွားတဲ့သတင်းကတရွာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒင်းကရဲတပ်ဖွဲ့ဝင်တွေရောဒေသခံပြည်သူအများကိုပါထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်။ရုပ်မြင်သံကြားဌာနတွေကလည်းပျောက်ဆုံးနေသူရှာဖွေရေးကြေညာချက်တွေကိုထပ်ခါတလဲလဲထုတ်လွှင့်ခဲ့ကြပါတယ်။ကျဲရဲ့မိခင်ကတော့ဒီကိစ္စအားလုံးရဲ့တရားခံကသူမရဲ့သားဖြစ်နေမှမသိပဲသူသားဟာရီမီအတွက်စိုးရိမ်ပူပန်နေတာဖြစ်လိမ့်မယ်လို့သာထင်မှတ်နေခဲ့ပါတယ်။သို့တော်လည်းဂျက်အကြောက်ဆုံးအရာကဖြစ်တော့မဲ့ဆဲဆဲဖြစ်နေပါပြီ။နောက်တစ်နေ့မှာတော့ရဲတပ်ဖွဲ့ကသူ့ကိုစစ်ဆေးမင်းမြန်းဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ပြင်းထန်တဲ့စစ်ဆေးမင်းမြန်းမှုတွေရှိခဲ့ပေမဲ့လည်းဂျက်ကတော့တည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့ပြီးသူဟာရီမီကိုသူ့အိမ်ရှိကနေဖြတ်သွားတာပဲမြင်လိုက်ရပြီးအခြားဘာမှမသိကြောင်းပြောဆိုခဲ့ပါတယ်။အသုံးဝင်တဲ့တဲလုံစာမရှိတာကိုမြင်ရတဲ့အတွက်ရဲတပ်ဖွဲ့ဟာမြို့ပတ်လည်နဲ့အနီးနားဝန်းကျင်ဒေသတွေကိုအနှံ့အပြားရှာဖွေရေးလုပ်ငန်းစဉ်တွေစီစဉ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့ဘာမှရှာမတွေ့ခဲ့ပါဘူး။တတိယမြောက်နေ့ကတော့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ခရစ်စမတ်အကျိုးညဖြစ်ပါတယ်။မြို့သူမြို့သားတွေဟာဘုရားကျောင်းထဲမှာစုဝေးပြီးဓမ္မတေးသချင်းတွေတီးဆိုကဆုတောင်းနေကြပေမဲ့ရီမီရဲ့ဖခင်ကတော့တောက်တနေရာမှာတိတ်ဆိတ်စွာထိုင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့အောက်အီးတီးခံထားရတဲ့ဝမ်းနည်းပူဆွေးမှုတွေဟာပေါက်ကွဲထွက်လာပါတော့တယ်။သူကကျွန်တော်ရဲ့သားရင်းရတာဆိုရင်သူကဘာမှတန်ဖိုးမရှိဘူးလို့ဆိုလိုတာလားဟုတ်လားပါလဲ။ကျွန်တော်ကလေးပျောက်ဆုံးနေတာ2ရက်ရှိပြီ။အဲ့ဒါကိုလိုက်ရှာမဲ့စားကျွန်တော်တို့ကဒီမှာဓမ္မတေးတွေတီးဆိုနေကြရမယ်ဟုတ်လားသူဘယ်မှာရှိနေမှန်းဘယ်သူမှမသိကြဘူး။ကျွန်တော်နေရာအနှံ့လိုက်ရှာခဲ့ပြီးနောက်ဆုံးတော့ဗျာဂရိထက်လိုက်တာပဲကျွန်တော်ရဲ့ရီမီလေးပျောက်ဆုံးနေတာကိုဘာမှမလုပ်ကြဘူးထင်ရတယ်ရဲတွေကတော့သူလမ်းပြောက်သွားတာဖြစ်နိုင်တယ်လို့ပြောနေကြတာပဲဒါပေမဲ့ရှာဖွေရေးဖွဲ့ဖို့က2ရက်မတိုင်ခင်မလုပ်နိုင်ဘူးလို့သိရတယ်အဲ့ဒါကိုစီစဉ်ဖို့ခက်ခဲတယ်လို့ကျွန်တော်ကပြောနေကြတာခင်ဗျားတို့သဘောပေါက်ရဲ့လားဒီနေ့ပဲသွားရမှာဗျသူသွားရမှာလားသူသွားမှာလားဘုံတော်ကြီးကရဲတပ်ဖွဲ့ကိုကူညီဖို့အတွက်ဒေသခံပြည်သူအားလုံးကိုစီယုံလို့ဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မနက်မှာတော့အာဏာပိုင်တွေရဲ့စနစ်တကျစီစဉ်မှုနဲ့တူလူတိုင်းဟာရှာဖွေဖို့အတွက်အနီးနားကတော့အထဲကိုဝင်ရောက်ခဲ့ကြပါတယ်သူ့ရဲ့လှုပ်ဝက်ချက်ကိုရှာတွေ့သွားမှာစိုးရိမ်တာကြောင့်ဂျက်လက်ထိုးခွဲထဲမှာပါဝင်ခဲ့ပါတယ်ကျောက်ဆောင်အကြောင်းကတိတိကျကျဝတ်ထားတာမှန်ပေမဲ့လည်းဆက်လက်ရှာဖွေနေအောင်မယ်ဆိုရင်နောက်ဆုံးတော့ရှာတွေ့သွားမှာဖြစ်ပါတယ်လူအုပ်ကြီးကကျောက်ဆောင်အကြောင်းနဲ့ပို့ပြီးတော့နီးကပ်လာတာကိုမြင်ရတဲ့အခါဂျက်ဟာအလုံးမင်းထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်မထင်မှတ်ပဲဥဆောင်လာတဲ့ရဲအရာရှိကလူတိုင်းကိုရက်တန့်ခိုင်းလိုက်ပါတယ်အရာရှိကသူတို့ကိုအိမ်ပြန်ပြီးအနားယူကြဖို့ပြောခဲ့ပြီးနောက်တနေ့မှာရဲခွေးတွေနဲ့ဆက်လက်ရှာဖွေသွားမယ်လို့ကတိပေးခဲ့ပါတယ်ဂျက်ဟာကံကောင်းထောက်မစွာဖြင့်ဘေးအန္တရာယ်ကနေတီတီလေးလွတ်မြောက်ခဲ့ရပေမဲ့ရဲခွေးတွေရောက်လာတဲ့အခါရှာတွေ့သွားလိမ့်မယ်ဆိုတာကိုတွေးပြီးမတက်မတာဖြစ်နေသေးပါပဲသူဟာမိခင်ဖြစ်သူကိုဝန်ခံဖို့စီစဉ်ခဲ့ပေမဲ့တွတ်ဆုတ်နေခဲ့ပြီးအပေါ်ထက်ကိုသာတက်သွားခဲ့ပါတယ်သူမိခင်ကသူ့ကိုစဉ်းစားတွေးတောဟန်ဖြင့်ကြည့်လိုက်ပြီးတိတ်တဆိတ်နေဖို့သာရွေးချယ်ခဲ့ပါတယ်အဲ့ဒီညမှာပဲစိတ်လှုပ်ရှားစရာဖြစ်တဲ့တစ်ခုဖြစ်သွားခဲ့ပါတယ်။လေပြင်းတွေတိုက်ခတ်ပြီးလျှက်စီးတွေလက်ကထိုးမျိုးလေးဟာရာစုနှစ်တစ်ခုမှတစ်ချိန်သာကြုံရခဲ့တဲ့မုန်တိုင်းတံကိုခံခဲ့ရပါတယ်။ဂျက်ဟာသူ့ရဲ့အိတ်ခမ်းတစ်ခါကိုအလင်းအမြန်ပိတ်လိုက်ပါတယ်။သူ့မိခင်ကသူ့ကိုနှစ်သိမ့်ဖို့အတွက်ရှေ့ကိုတိုးလာခဲ့ပေမဲ့ရုတ်တရက်တစ်ပင်ကြီးတစ်ပင်ကသတင်းပေါက်ကိုအဲခွဲကဝင်လာပြီးသူမရဲ့ဥကောင်းကိုထိမှန်သွားခဲ့ပါတယ်။သူမဟာသတိလစ်ပြီးလဲကျသွားခဲ့ပါတယ်။ဂျက်တယောက်ပြားရခတ်နေစင်မှာပဲရုတ်တရက်ပြင်းထန်တဲ့ရေကျပြီးမှုကတကားကိုတွန်းဖွာကအိမ်ထဲကိုစီးဝင်လာပါတော့တယ်။ဂျက်ဟာသူ့မိခင်ကိုဘေးကရအပေါ်ထက်စီဆွဲတင်မှုစူးစမ်းခဲ့ပေမဲ့သူ့ရဲ့အားနည်းတဲ့ခန္ဓာကိုယ်တိဆောက်ပုံကလုံလောက်တဲ့ခွန်အားမရှိခဲ့ပါဘူး။ကံကောင်းထောက်မစွာပဲသူ့မိခင်ကအချိန်မီသတိပြန်ရလာခဲ့ပြီးသူတို့ဟာအပေါ်ထက်ကိုတက်ကလွတ်မြောက်နိုင်ခဲ့ကြပါတယ်။နောက်တနေ့မှာတော့မျိုးလေးဟာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကြောင့်ဖျို့ဖျဲဖြစ်နေခဲ့ပါတယ်။လူတိုင်းကတဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကိုသာအာရုံစိုက်နေကြတာကြောင့်ရီမီကိုရှာဖွေတဲ့အလုပ်ကရပ်တန့်သွားခဲ့ပါတယ်။ဂျက်ဟာသူ့ဝတ်ထားခဲ့တဲ့နေရာစီကိုတိတ်တဆိတ်ပြန်သွားခဲ့ပြီးယခုအခါမှာတော့လဲကျနေတဲ့တစ်ပင်တွေနဲ့ဖုံးအုပ်နေပြီးဖြစ်တဲ့ကြောက်ဆောင်အကြောင်းကိုစိုက်ကြည့်ရင်နောက်ဆုံးမှာတော့စိတ်သက်သာရမှုကိုခံစားလိုက်ရပါတယ်။15နှစ်တာကုန်ဆုံးသွားခဲ့ပြီးရီမီရဲ့မိဘတွေကလာအဲ့လိုမိသူများပျောက်ဆုံးနေတဲ့ကောင်းလေးအကြောင်းကိုထုတ်မပြောကြတော့ပါဘူး။ဂျက်ဟာလည်းနောက်ဆုံးမှာတော့သူနဲ့အတော်ကြာသဘောကျခဲ့ရတဲ့အီမီနဲ့အတူတူရှိခွင့်ရခဲ့ပါတယ်။ရီမီရဲ့တည်ဆုံမှုကထာဝရမြင်မြုပ်တကြခံရပြီလို့သူထင်မှတ်ထားခဲ့တာပါ။ဒါပေမဲ့ဖုန်မျိုးလေးဟာဂျက်ရုပ်လောင်းကိုဝတ်ထားခဲ့တဲ့နေရာအပါဝင်တော့အုပ်ပြန်တဲ့ဖုန်မျိုးလေးစီမံကိန်းတစ်ခုကိုရုတ်တရက်စတင်ခဲ့ပါတယ်။တစ်ပင်အမြောက်များအခုခံရတာနဲ့အမျှသူ့ရဲ့15နှစ်ကြာလှုပ်ဝက်ချက်ကလည်းပေါ်ပေါက်တော့မဲ့အခြေအနေစီရောက်ရှိလာခဲ့ပါတယ်။ဂျက်ဟာဒီတိုင်းထိုင်ဆောင်နေလို့မဖြစ်ဘူးဆိုတာသိတာကြောင့်တက်တွေကိုဖျက်ဆီးပြရပါမယ်။အဲ့ဒီညမှာပဲသူဟာနန်စော်နေတဲ့ကြောက်ဆောင်အကြောင်းစီပြန်သွားခဲ့ပါတယ်။တိုးတော်လည်းရီမီရဲ့ဂျာကင်အင်ဂျီကတော့ပုံတူမသွားသေးပါဘူး။ဂျက်ဟာကော်ပြားကိုလှမ်းယူပြီးအပြာရောင်ဂျာကင်အင်ဂျီကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့အကြောင်းကကျဉ်းလွန်လာတာကြောင့်အချိန်ချင်းကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။လက်နေတမီရဲ့အလင်းရောင်ကတစ်ခုတ်သမားကိုဆွဲဆောင်ပြီးသွားတာကြောင့်ဂျက်ဟာသူ့ရဲ့ကိရိယာတွေကိုကောက်ယူပြီးအလင်းအမြန်ထွက်ပြေးခဲ့ရပါတယ်။မကြာမီမှာပဲအလုံသမားတွေဟာရုပ်အလောင်းဝတ်ထားတဲ့နေရာကိုရှာတွေ့သွားခဲ့ကြပါတယ်။မြို့တော်ဝန်ကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးအကြောင်းတွေကရုပ်အလောင်းဟာရီမီဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ရင်ခွဲစစ်ဆေးချက်အရသူဟာနားထင်ကိုမာကျော်တဲ့အရာဝတ္ထုတစ်ခုနဲ့တွေ့ရိုက်ခံခဲ့ရတာဖြစ်ပြီးတကယ်ကိုလူတက်မှုဖြစ်ကြောင်းပေါ်ပေါက်လာခဲ့ပါတယ်။အသားဖြူပြီးသပင်ညိုရောက်ရှိတဲ့အမျိုးသားတဦးရဲ့သပင်သားကိုလည်းရီမီရဲ့ဂျာကင်အင်ဂျီပေါ်မှာတွေ့ရှိခဲ့ရပေမဲ့ရင်းကအချက်လက်တူလောင်မှုတွေမှာတော့မရှိပါဘူး။ရီမီရဲ့ဖခင်ကမြို့သူမြို့သားအားလုံးကိုနဲ့စစ်ဆေးဖို့တောင်းဆိုခဲ့ပေမဲ့မြို့တော်ဝန်ကတော့တိုးဆုံနေခဲ့ပါတယ်။အစုလိုက်ပြုံလိုက်စစ်ဆေးဖို့ကကုန်ကြစည်အလုံးများပြပြီးလူသက်သမားဟာသူစိမ့်တယောက်သို့မဟုတ်လေလွတ်နေသူတဦးလည်းဖြစ်နိုင်လို့ပါပဲ။အဲ့ဒီလိုလိုက်ရှာတာကကောက်ရုပ်ပုံထဲမှာအရှာတလူမျိုးဖြစ်နေပါလိမ့်မယ်။ထိုမျိုးလေးအနေနဲ့စုံစမ်းစစ်ဆေးဖို့အတွက်အရင်းမြစ်တွေကိုအသုံးမပြုနိုင်ပါဘူး။လူသက်သမားကိုရှာဖွေဖို့ကသူကိုယ်တိုင်တန်းလာရောက်ပြီးအမဲ့အချိန်ပေါ်မှာသာမူတည်နေပြီးအဲ့ဒါကဘယ်တော့ဖြစ်လာမလဲဆိုတာမပြောနိုင်ပါဘူး။ရီမီရဲ့မိဘတွေဟာနှလုံးကြေကွဲခဲ့ရပေမဲ့ဂျက်ကတော့တက်ပြင်းချနိုင်ခဲ့ပါတယ်။နာစစ်ဆေးမှုမရှိသေးသူကတော့ဘေးကင်းနေဦးမှာပါ။သူ့ရဲ့တောကတွေပြီးဆုံးသွားပြီလို့သူထင်မှတ်ခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့ချက်အလုပ်စတင်တဲ့အချိန်မှာပဲရင်မောင်းတစ်ယောက်ကသူ့ထံချင်းကပ်လာပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတော့အုပ်ထဲမှာသူ့ပျောက်ဆုံးခဲ့တဲ့ digital လက်ပတ်နာရီကိုလာရောက်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီတုန်းကသူ့ရုပ်လောင်းကိုဝတ်နေစဉ်မှာကားတစ်စီးဖြတ်မောင်းသွားခဲ့တာဖြစ်ပါတယ်။ဂျက်ဟာတစ်ပင်နောက်မှာပုံနေခဲ့ပေမဲ့ရင်မောင်းကသူ့ကိုချက်ချင်းမှတ်မိသွားခဲ့တာပါ။ရီမီပျောက်ဆုံးသွားတဲ့သတင်းကအဲ့ဒီနေ့မှတင်ပြန့်နှံ့သွားခဲ့ပါတယ်။ရင်မောင်းကဂျက်ကိုချက်ချင်းတန်တရားဝင်ခဲ့ပြီးတော့အုပ်ထဲမှာသူ့ရဲ့နာရီကိုရှာတွေ့ခဲ့တာဖြစ်ပါတယ်။သူတိုင်ချက်မဖွင့်ခဲ့တာကဂျက်ရဲ့မိခင်ကိုသဘောကျနေလို့ဖြစ်ပေမဲ့သူကဂျက်ကိုသတိပေးခဲ့ပါတယ်။မင်းသွားပြီးဝန်မခံမှုဆိုရင်တော့မင်းဟာဒီဖြစ်ရှိစိတ်ကြီးနဲ့ပဲထာဝရရှင်တန်သွားရလိမ့်မယ်။ဂျက်တယောက်ပြာရခတ်နေစင်မှာပဲသူ့ရဲ့ချစ်သူကသူမမကိုဝင်ရှိနေပြီဖြစ်ကြောင်းနဲ့လက်ထပ်ဖို့အကြံပြုခဲ့ပါတယ်။ဂျက်ကဒါဟာသူ့ရဲ့ကလေးမဟုတ်ကြောင်းညှင်းဆိုခဲ့ပေမဲ့ချစ်သူဖြစ်သူကရှင်မယုံဘူးဆိုရင်ညာစစ်စစ်ကြည့်အောင်လို့ပြောခဲ့ပါတယ်။ဂျက်ဟာထိတ်လန့်သွားခဲ့ပြီးသူ့ရဲ့လှုပ်ဝက်ချက်ကိုကာကွယ်ဖို့အတွက်သူမကိုလက်ထပ်ဖို့သဘောတူခဲ့ပါတယ်။သူလက်မထက်ချင်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ချစ်သူဟာသူတက်မိခဲ့တဲ့တငယ်ချင်းရဲ့ညီမဖြစ်နေလို့ပါပဲ။လက်ထပ်ပြီးရင်သူမရဲ့မိသားစုကိုဘယ်လိုမျက်နှာပြရမလဲဆိုတာသူမသိခဲ့ပါဘူး။အတော်လေးတွတ်ဆုံနေခဲ့ပြီးတဲ့နောက်မှာတော့သူဟာဝန်မခံဖို့ကိုပဲဆက်လက်ရွေးချယ်ခဲ့ပါတယ်။
ဂျက်ဟာအေမီနဲ့လက်ထပ်ခဲ့ပြီးမကြာမီမှာပဲသူတို့မှာကလေးတစ်ယောက်ရရှိခဲ့ပါတယ်။အပေါ်ယံအားဖြင့်တော့ဘဝကပျော်ရွှင်စရာကောင်းပုံရပေမဲ့ဂျက်ကတော့နေ့စဉ်နေ့တိုင်းကြီးမားတဲ့စိတ်ဝေဒနာတွေကိုခံစားနေရပါတယ်။သူ့ရဲ့ရောက်ခမတွေနဲ့ဇနီးဖြစ်သူရဲ့လှုပ်ရှားမှုတိုင်းမျက်နှာအမူအရာတိုင်းကသူကျူးလွန်ခဲ့တဲ့ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကြီးအကြောင်းကိုသူ့ကိုအမြဲတမ်းသတိပေးနေတယ်လို့မျိုးဖြစ်နေပါတော့တယ်။